Hello မင်္ဂလာပါဒီနေ့ကျွန်တော် Telegram မှာ Botgate နဲ့ရှိတ်ပြမှာဖြစ်ပါတယ်အရှိမ Messenger နဲ့လုပ်ပေးခဲ့ပြီးပြီ TikTok လုပ်ပေးခဲ့ပြီးပြီဒီတစ်ခါတော့ Telegram နဲ့ပေါ့နော် Okay ဒါက Botgate ထဲကိုကျွန်တော်တို့ဝင်သွားပြီးရင်ကျွန်တော်တို့ထုံးစံတိုင်းပဲအသေးရှိတ်မယ်ဆိုရင် connect ကိုနှိပ်မယ်ကျွန်တော်တို့ရှိတ်မဲ့ platform ရွေးမယ်ပေါ့နော် Telegram ဖြစ်တဲ့အတွက် Telegram ကိုနှိပ်မယ်ဟုတ်ပြီဒီမှာတစ်ခုရှိတယ်ပေါ့နော်ဒါကအရင်ရှိတ်ထားပြီးသားကျွန်တော်တို့ create new ပေါ့နော် create new ရှိတ်မယ်ဆိုရင်new နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ရှိပြီးသားဆိုရင်တော့ existing bot ကိုရွေးပေါ့မရှိသေးဘူးအသစ်ဆိုရင်ကျွန်တော်တို့ new ကိုနှိပ်မယ်ဒါပြင်ဒီမှာကျွန်တော်တို့ instruction ပေးထားတယ်ပေါ့နော်ဒီ bot father ဆိုတာကိုတွားလိုက်တွားပြီးရင်ကျွန်တော်တို့ဒီမှာ /stack လို့ရိုက်ရမယ်နော် Okay ကျွန်တော်ရိုက်ပြမယ်ပြီးသွားရင်အဲ့ဒီဟာကိုကျွန်တော်တို့ပို့ပြီးတော့ဒီမှာသူကဒီ stack ကို /stat လို့ရိုက်လိုက်တာနဲ့သူက instruction ကြလာလိမ့်မယ်အဲ့ဒီမှာဒီကိုကအသစ်ဆိုရင် new bot ဆိုတာလေးကိုထပ်ရိုက်ပေးလိုက်အောင်ပဲမဟုတ်လဲရွေးပေးလိုက်လို့ရတယ်နော်ပြီးတာနဲ့သူက API ကြလိမ့်မယ် API token ကိုကူးပြီးတော့ဒီမှာcopy paste လုပ်လိုက်ရင်ကျွန်တော်တို့ရှိပြီနော်ဟုတ်ပြီ Telegram ဆိုရင်ဒီမှာကျွန်တော် start bot လို့နှိပ်မယ်သူ application ဖွင့်ခိုင်းလိမ့်မယ်ဖွင့်လိုက်နော်ဖွင့်လိုက်ပွားရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရိုက်ထားတာရှိတယ်ပထမဆုံးကျွန်တော် /start လို့ရိုက်လိုက်တဲ့အတွက်သူကဒီ instruction ကြလာမယ်ပေါ့နော်ဒီမှာအများကြီးပါတယ် new bot ပါဖြစ်တဲ့ညာဖြစ်တယ်ပေါ့နော်အများကြီးရွေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ new bot ပေါ့ကျွန်တော်တို့အသစ်ဆောက်မှာဖြစ်တဲ့အတွက် new bot ကျွန်တော်ရွေးလိုက်တယ်ရွေးလိုက်ရင်သူကဒီမှာသူမေးတယ် alright a new bot how are we going to call it ဘယ်လိုခေါ်မလဲသူကိုရွေးပေါ့နော်ခေါ်ရဆိုကျွန်တော်တို့ဒီမှာကျွန်တော်လုပ်တိုင်းပဲ pancake လို့ပဲရွေးလိုက်တယ်ဟုတ်ပြီသူကဒီ user name ရွေးပါအောင်တဲ့ဒါမဲ့နောက်ဆုံးစလုံးဒီ bot ဖြစ်ရမယ်ဆိုတော့ကျွန်တော်က pancake bot လို့ရွေးတယ်ဆိုတော့ဒီဟာသူများရွေးပြီးသားရှိရပေါ့နော် okay ဒီမှာက user name ဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တူလို့မရဘူးပေါ့နော်ဒီ user name ကတစ်ကမ္ဘာလုံးမှာတယောက်ပဲရှိရမှာအဲ့တော့ကျွန်တော်ဒီမှာသူများရွေးပြီးသားရှိတယ်ပေါ့ဆိုတော့ pancake မြန်မာ bot ဆိုပြီးကျွန်တော်ရွေးလိုက်တယ်ဒီမှာသူ down လို့ပြပြီးတော့တခါလေဒီမှာ token ပါတယ်ပေါ့နော်ဒီ token ကိုကျွန်တော်တို့ကူးမယ် token ကူးပြီးတော့ဒီ token ကိုတော့သူများကိုမပေးနဲ့ပေါ့နော်ဒီ token ကအရေးကြီးတယ်ကျွန်တော်ကူးလိုက်ကူးပြီးဒီကျွန်တော်တို့ Botgate ထဲကဒီ enter token ထဲမှာနှိပ်လိုက်ရင် contact နှိပ်လိုက်တာနဲ့ရပြီเนาะဒီမှာတော့ကျွန်တော်ရှိတ်ပြီးသားဖြစ်လို့ပြန်မရှိတ်ပြတော့ဘူးကျွန်တော်ဒီမှာ contact နှိပ်လိုက်ရပြီเนาะဟုတ်ပြီကျွန်တော်ဒါကတော့ရှိတ်ပြီးသားကိုပြန်ပြီးတော့ edit လုပ်လိုက်တော့မယ်เนาะအရှိရ step တိုင်းလုပ်ရင်ရပါပြီ okay ကျွန်တော်တို့ဒီမှာဒါ Telegram ရှိတ်ပြီးသွားပြီပေါ့เนาะဘာတွေမတူဘူးလို့ဆိုရင် Messenger နဲ့ TikTok ကွဲတယ်လို့ပဲဒီမှာလဲ default reply ပဲပါမယ်ကျွန်တော်တို့ AI လား create new လားသူက TikTok နဲ့တော်တော်တူတယ်ပြီးရင် keywords ပါမယ် keywords ကkeywords တွေဖမ်းပြီးတော့ဘယ် flow သွားမယ်ဘာလုပ်မယ်ဘယ်လို action တွေလုပ်မယ်ဆိုတဲ့အကြောင်းပြောထားတာဒီအကြောင်းကိုလည်းကျွန်တော်အရှိက Messenger video ကို TikTok video မှာကိုကျွန်တော်ရှင်းပြခဲ့ပြီးပြီဒီမှာလည်းအကျဉ်းလေးပြန်ရှင်းပြအောင်မယ် keyword တွေကျွန်တော်တို့ဖမ်းမယ်ပေါ့နော်ဒီ keyword မှာပါတယ်ဒီ automation ရောက်မှာပါတာတွေအကုန်လုံးဒီauto သွားတယ်ပေါ့နော်ဒီ sequence အထိဒီ rule တွေလည်းဒီလိုပဲ keyword ကကျွန်တော်တယောက်ကကျွန်တော်တို့လာပြောမယ် keyword high လို့ပြောမယ်ဆိုရင် contain ဒီမှာလည်းသူက condition တွေရှိတယ်ပေါ့နော်ဒီစလုံးပါမယ်ဒီစလုံးမပါဘူးစသဖြင့်လည်းရွေးလို့ရတယ်အမှဒီလိုဆိုရင်ကျွန်တော်တို့ high လို့ပါမယ်တခြားစကားလုံးမပါရဘူးပေါ့နော်ဒီလို condition မိခဲ့ရင်ဘာဖြစ်မလဲဆိုပြီး keyword နဲ့ဖမ်းတာအဲ့ဒီမှာအများကြီးရှိတယ်ကိုယ့် idea နဲ့ကိုစိတ်ကြိုက်ထည့်လို့ရတယ်နော် customer ဖုန်းနံပါတ်ပေးရင်ဘာလုပ်မလဲစသဖြင့် flow တွေချိန်လို့ရမယ်နော်ပြီးရင် sequence ကတော့သူကတေးရောက်နဲ့ကိုက engage လုပ်ပြီးတော့စကားပြောပြီးပြီဆိုရင်နောက်ဘယ်နှမိနစ်ဘယ်နှနာရီဘယ်နှရက်နေဘာစာပို့မယ်ဘယ် flow ပို့မလဲဆိုတာမျိုးချိန်ပေးရတာပါဒါလည်းကျွန်တော် Messenger video မှာချိန်လဲချိန်ပြတယ်အကျယ်လဲပြောပြီးပြီပေါ့နော်သဘောတရားတော့ဒီလိုပဲဒီ video ကတော့ဒီအတူလေးတူစေချင်လို့ပေါ့နော်ရှေ့မှာ video တွေကလည်းရှည်နေပြီဆိုတော့ဒီ TikTok နဲ့ Botgate ရှိတာကိုပဲကျွန်တော်အဓိကပြမယ်ပေါ့နော်ဒါလေးကတော့အကြမ်းမြင့်လေးတွေထည့်ရှင်းပြတာကြုံတော့ဒါက logic တွေချိန်တာဘာလို့ရင်ဘယ်လိုလုပ်မယ်ဘယ်လို rules နေနေညီရင်ဒီ chatbot ကဘာလုပ်မလဲပေါ့နော်
ဒီ flow တွေ flow တွေကကို flow တွေအများကြီးသတ်မှတ်ထားလို့ရတယ်ဘယ်လို condition မှာပဲ flow သုံးမလဲဆိုတာတွေကျွန်တော်တို့ထည့်ဖို့လိုတယ်တကယ်လို့အဲ့ဒီဟာထည့်တဲ့အခါကျွန်တော်တို့ဘယ်လိုပုံမှာလဲဆိုတော့ဒီလို default reply ပေါ့နော်အဲ့ဒီဒီမှာကျွန်တော်တို့ start new ပေါ့နော် okay ဒီနေရာမှာရွေးရမှာဗျတခြား flow တွေဆိုတာဒီလို flow နှိပ်လိုက်တယ်ဆိုရင်ဒီ page ကြီးပေါ်လာမှာနော်အဲ့ဒီ page ဒီ flow ပဲဒီမှာ flow တွေအများကြီးစောက်ထားလို့ရပါတယ်ပြီးရင်ဒီမှာ growth tools ပါမယ် appointment တွေယူလို့ရမယ်coupon တွေပေးမယ် quiz တွေ survey တွေ gag တွေ lucky တွေကျွန်တော်ဒီဆောက်လို့ရမယ်ဒီ features တစ်ခုချင်းလောက်တာကိုကျွန်တော်တက် video လုပ်ပေးမယ်ပေါ့နော်ပြီးတော့ဒီမှာ AI လဲ AI flow ဆိုပြီးတော့ကျွန်တော် video လုပ်ပေးထားရရှိတယ်အဲ့ဒါလေးတော့ကြည့်ပေးပါ video တွေမှာထပ်နေတာမျိုးတွေမဖြစ်စေချင်လို့ပါ statistic ဒါသူရဲ့ token ဘယ်လောက်သုံးလဲဒီ AI အတွက်နော်ဒီ pocket AI အတွက် token ဘယ်လောက်သုံးလဲဒီ token အကြောင်းတွေပေါ့နော်ဒါလည်းလက်ရှိမှာရှင်းပြခဲ့ပြီးပါပြီအဲ့ဒါလေးတွေတစ်ချက်တော့ကြည့်ပေးပါပြီးရင်ဒီမှာ e-commerce ပေါ့နော်ဒါ website တွေနဲ့ချိန်တာ okay ဒီတစ်ခုချင်း feature စီကတက်လုပ်ပေးပါမယ်ဒါကတော့ pancake ကို pocket ကို telegram နဲ့ link active လုပ်တာလေးပါကျေးဇူးတင်ပါတယ်